ကျွန်တော်ကတော့ခါခွေးပါဒီနေ့မှာတော့စောစောအောင်ရဲ့မက်ကြည်ပြာနဲ့ယူဇနာမခင်ပြူစာအုပ်ထဲကစာမျက်နှာတစ်ခုကိုဖတ်ပြချင်ပါတယ်ဒီစာအုပ်လေးကတော့ကျွန်တော်ဒီ2022လောက်တော့စာအုပ်အဟောင်းဆိုင်ပေါ့ online စာအုပ်အဟောင်းဆိုင်တစ်ခုကနေပဲဝယ်ရတာပါအမောတကောဒရဇက်သူပြောသောစကားတန်များကြားတွင်မြုံနေသည်မှာအမှန်ပါစနေနေ့ကသူပဲသွားသလဲဟင်မနက်4 နာရီကီလီစိတ်ကန်းသို့သွားရ၏ထိုမှတောင်းကလာနန္ဒဝင်စီပြန်တွင်ရန်ကုန်ထဲသို့လူတင်ခဲ့သည်ရှားမိရှိမှဆုံး၏ထိုမှသဆင့်3 နံပါတ်ဂိတ်သို့သွားသည်အင်းစိန်သို့လိုင်းရ၏အင်းစိန်ကအပြန်ညီညီကုန်းအထိဆွဲသည်ထို့နောက်ဓာတ်စီဆိုင်ပြေး၍တန်းစီနောက်အိမ်ပြန်၏ဘေးထမ်းမှအမေအပ်ခဲ့သောတော့ကိုတောင်းယူထမင်းစားအိမ်မှာခဏနားရင်သူ့အကြောင်းစဉ်းစား2 နာရီထိုးသောအခါထမင်းအိုးတစ်လုံးချက်သည်ဟင်းကတော့အမေညနေဈေးသိမ်းလျင်ပါလာလိမ့်မည်3 နာရီပြန်ထွက်မြို့ရဲစကော့ဈေးကကြောင်ညောင်းဈေးသို့အသွားပြန်2 ခေါက်ရှားမိရှိပြန်ထိုးသည်အော်ဒါရ၍သူ့အနာသို့သွားသည်ကျွန်တော်အတွက်တနေ့စာရအုံနာကရှင်မီကားတော့အခါအိမ်ပြန်ခဲ့၏မမေ့ဝင်ဝေအပ်သည်ငပြေမဟင်းနှင့်ထမင်းစားသည်ထို့နောက်လမ်းထိပ်လက်ဖက်ရည်ဆိုင်သွား၏မိခလာ၏အခွေအသစ်နှစ်ဖက်ဆုံးအောင်နားထောင်သည်လက်ဖက်ရည်မာ၍တောက်၏လက်ဖက်ရည်ဘိုးကိုဆရာကိုထွန်းမြင့်ကပေးသွားသည်ဒူးရ2 လိပ်ဝယ်ပြီးအိမ်ပြန်ခဲ့၏တလိပ်ကိုမအိတ်ခင်သူ့အကြောင်းစဉ်းစားရင်းတောက်ရန်ထို့နောက်ညအိမ်မက်ထဲမှသူနှင့်တွေ့၏စနေနေ့ဟုခေါ်သောကျွန်တော်ဘဝအကန့်တကန့်မှာဤသို့ပါဟုသူ့ကိုပြောပြသည်သူငေးနေ၏သူငေးနေသောအခါအလွန်လှသည်စနေနေ့ကဘဲသွားသလဲဘာတွေလုပ်နေသလဲကျွန်တော်သူ့ကိုမမေးပါမနက်8 နာရီသူအိယာထ၏မနက်စာကြပြကြရာစားငယ်ချင်းများထံကြပြကြရာဖုန်းဆက်ချင်းဆိုမလက်မနိုးရင်အလင်းဥအောင်ကားထုတ်၍မောင်းထွက်ခဲ့သည်ငယ်ချင်းများနှင့်တွေ့အင်ကြီးအပ်ထားတာရွေးသည်တိုင်းကျိုးဖနက်တရံနှင့်ရှမ်ပူတပလင်းကြုံလို့ဝယ်ခဲ့၏ဘားလန်းကကိုပန်းသီးဆိုင်သို့သွားမှားထားသောဗရိတ်တန်အကွေး2 ကွေစုအိမ်ပြန်လာပြီးကြည့်ကြသည်ညနေလက်ဖက်တုပ်စားလူစုဖဲညတငယ်ချင်းတယောက်၏မွေးနေ့ပွဲမှာပြန်ဆောင်ကြ၏စောစောပြန်မှုစိတ်ကူးရ၍12 နာရီမှပြန်ခဲ့သည်စားတာတွေများ၏ဤနောက်ဖြစ်နေသည်တော်တော်နှင့်အိမ်မတော်အိမ်လုံးအိတ်ကုန်ပြီးဖြစ်၍ကက်ဆက်ကိုနှကြက်နှင့်နားထောင်တူးအကွေမှတချင်း2 ပုတ်လောက်မဆုံးငင်အိတ်ချင်လာ၏အိတ်သောအခါတရေမှမနိုးအိမ်မက်ဖို့ဝေးလို့ပိုเจ้าများကိုသူမပြောပြတော့လဲထူးဆန်းအံ့ဩဝယ်ရာကျွန်တော်တီးနှင့်နေ၏လမ်းပေါ်မှာဂျပန်ရုပ်ရှင်ကားအကြောင်းသူပြောပြ၏အလွန်အချစ်ကြီးသောမော်တော်ဆိုင်ကယ်ရဲသားကလေး၏ကြေကွဲပွေရာချစ်ပုံမြင်ဟုဆိုသည်ငုံခဲ့တော့အပတ်သေးကကျွန်တော်လိုင်စင်အသိမ်းခံရ၍အတော်တောင်းပန်ပြီးပြန်ယူခဲ့ကြောင်းတွေးနေမိ၏TV ထဲကဟတ်တို့လင်မယားဇလန်းများကိုပြောပြ၏ကျွန်တော်လက်ဖျားတွေအေးနေသည်သူပါပြောအလွန်နားထောင်လို့ကောင်းပါသည်ပိုစောအောင်သူ့ကိုမချစ်တော့ဘူးဟုပြောခဲ့လျင်ကဘာကြီးပြတ်သွားသလိုကျွန်တော်ခံစားရမည်ဖြစ်တော်လဲနားထောင်လို့ကောင်းမြင်မှာအမှန်ပင်သူ့အတန်သည်ကြားရည်ဖြစ်သည်ဒေါနာပန်းငင်းနှင့်ဖြတ်တိုက်သွားသောလေငင်းဖြစ်၏ရေပြင်းပေါ်မှာအရေးထင်နေသော
တတန့်ဖြစ်၏တလက်သေးကြီးနေသောလျှက်စစ်ဂီတာဖြစ်၏အချိန်ကောင်းသောညောင်ပင်ဖြစ်၏ဖြည်းဖြည်းချင်းကျနေသောရေတံခွန်ဖြစ်၏မိုးစံများကိုပွေ့ပိုက်ထားသောခရမ်းရောင်တက်ခွာပန်းဖြစ်၏သူ့အတန်းသည်အလွန်လှသည်